အားလုံးယေရှုတော်မရမိတ်လာပါရှေးစွာပြတဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့မှာတော့ကျွန်တော်လည်းထပ်မံပြီးတော့နှုတ်ဆော်အားပေးလို့တဲ့အကြောင်းအရာကသွားလေရရနိုင်ဆိုတဲ့နှုတ်ကပတ်တော်ကောင်းစဉ်အားဖြင့်ရောက်စီတိုင်းကိုထပ်မံပြီးတော့နှုတ်ဆော်အားပေးလို့ပါတယ်ခြေပြုကျမ်းတဲ့တစ်သက်3အငယ်7မှာသင်တို့ရှိရာသို့ငါသွားရလမ်း၌ငါတို့အဘသည်ဟုသောဘုရားသခင်နှင့်ငါတို့သခင်ယေရှုခရစ်သည်ပြင်ဆင်တော်မူပါစေသောနှုတ်ကပတ်တော်ကိုဝန်ခံတော်ရတဲ့အရောက်စီတိုင်းပေါ်ဘုရားသခင်ကောင်းချီးပေးပါစေကျွန်တော်တမန်တော်ရှင်ပေါလုကတက်တာလုံးနဲ့အသင်းတော်နဲ့တက်တာလုံးနဲ့အသင်းတို့တင်ထားတဲ့အားလုံးအတွက်ဆုတောင်းပေးတဲ့အရာဖြစ်ပါတယ်အထူးသဖြင့်သူ့ရဲ့သာသနာပြုခရီးသွားတဲ့ခါတိုင်းမှာတမန်တော်ရှင်ပေါလုရဲ့ကျွန်တော်ဆုတောင်းခြင်းပေါ့နော်ဒီသူဘာပဲလှုပ်သူဆုတောင်းတဲ့ဆိုတဲ့အရာကဒီညမှာလည်းထပ်မံပြီးတော့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ခရိယန်တက်တာမှာသွားလေရ၌ဘာပဲလှုပ်ဘာပဲပြင်ဆင်ဒီနေ့ကျွန်တော်တို့နံပါတ်1ကဆုတောင်းခြင်းအမှန်တမ်းအရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာသွားလေရတိုင်းမှာအကြံထမြောက်ပြီးတော့ကျွန်တော်အောင်မြင်ဖို့အတွက်ကအကြောင်းအရာ3ခုရှိပါတယ်နံပါတ်1တစ်ခုကဆုတောင်းခြင်းဖြစ်ပါတယ်အဲ့တော့ခုနကတမန်တော်ရှင်ပေါလုကသူသာသနာပြုခီးမသွားမီမှာဆုတောင်းတယ်အဲ့မှာရှိတဲ့သူတွေအားလုံးတက်ဝိုင်းဆုတောင်းပေးတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်ဆုတောင်းခြင်းကကျွန်တော်တို့အသက်တာမှာအမြဲတမ်းအရေးကြီးပါတယ်နေဟာမိကမြို့ရိုးကိုတိဆောက်တဲ့အခါမှာပြိုပြက်နေတဲ့မြို့ရိုးကိုတိဆောက်တဲ့အခါမှာ50ရက်ထင်းနဲ့ပြီးသွားတယ်အဲ့တော့ဒီ50ရက်ထင်းနဲ့ပြီးသွားတဲ့အခါမှာအံ့ဩဖွယ်ရပတ်ဝန်းကျင်ရသူတွေအကုန်လုံးကအံ့ဩကုန်ကြတယ်ဒါမဲ့သူ့ရဲ့နောက်ွယ်မှာဖျားရဲ့အလုတ်လုတ်တဲ့အရာကအံ့ဩဖွယ်ရဖြစ်ပါတယ်ဒီလိုဖြစ်လာဖို့အတွက်နေဟာမိကပထမဦးဆုံးသူဘာလုပ်လဲဆိုဆူတောင်းတယ်အစာရှောက်တယ်အင်တန်ကာလပတ်လုံးသူဆူတောင်းတယ်လို့ပြောတယ်စကောလာတွေကတော့120ရက်ပေါင်း120လောက်ဆူတောင်းတယ်လို့ပြောပါတယ်အဲ့တော့ပြောချင်တာကသူဒီ4လလောက်ဆူတောင်းလိုက်တယ်အဲ့ဒီခါမှာအဆုံးမှာတော့52ရက်ထင်းနဲ့ပဲကျွန်တော်မြို့ရိုးကိုတီဆောက်နိုင်ခဲ့တယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ဆုမြများတောင်းဖို့လိုအပ်ပါတယ်ဒါကြောင့်ဆုတောင်းခြင်းကကျွန်တော်တို့ဘုရားသခင်ကိုကိုးစားခြင်းလည်းဖြစ်ပါတယ်ကျွန်တော်တို့မတတ်နိုင်ဘူးကျွန်တော်တို့မလုပ်နိုင်ဘူးဘုရားသခင်လုပ်ပေးပါဘုရားသခင်ဒီအမှုရာကိုပြင်ဆင်ပေးပါလို့ဘုရားသခင်ကိုကိုးစားခြင်းပဲဖြစ်ပါတယ်လို့ဒါကြောင့်ကျွန်တော်တို့ခရိယန်သက်တာမှာဘာပဲလုပ်ဘဲသွားလေရမှာကျွန်တော်တို့ဆုတောင်းဖို့အမှန်တမ်းအရေးကြီးပါတယ်ဆုတောင်းခြင်းကကျွန်တော်တို့ရဲ့အသက်တာမှာအောင်မြင်ခြင်းကိုဖြစ်စေမယ်တော်ချက်ဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ပြင်ဆင်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့ဆုတောင်းဖို့လိုသလိုတစ်ဖက်မှာလည်းကျွန်တော်ပြင်ဆင်ခြင်းလိုအပ်ပါတယ်နေဟာမိကမြို့ရိုးကိုတိဆောက်တဲ့အခါမှာဆုတောင်းပြီးသွားတဲ့နောက်မှာဘုရားသခင်သူ့ကိုတိကျတဲ့အဖြေတွေပေးပြီးတဲ့နောက်သူတိတိကျကျလေး strategy တွေဆွဲတယ်ပြင်ဆင်တယ်အဲ့ဒါကြောင့်လည်းမြို့ရိုးကိုတိဆောက်တဲ့အခါမှာအခက်အခဲမရှိပြဿနာတွေရှိတယ်စုံစမ်းခြင်းတွေရှိတယ်အနှောက်အယှက်တွေရှိလင်ကစားအကောင်းဆုံးကြိုလွှားနိုင်ခဲ့တယ်အကောင်းဆုံးလှုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာအထူးသဖြင့်ဘာပဲလုပ်ဘယ်နေရာမှာပဲတွားပြင်ဆင်ခြင်းကအင်မတန်မှအရေးကြီးပါတယ်ပြင်ဆင်ခြင်းအားနည်းမိဆိုရင်တော့တင်းရဲ့ရလက်ကကျွန်တော်ညှော်လင့်ထားသလိုဖြစ်လာမှာမဟုတ်ဘူးကောင်းကြီးလည်းဖြစ်မှာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့သတိပြုဖို့ဖြစ်ပါတယ်တင်ဘလောက်ပဲတော်တင်ဘလောက်ပဲကောင်းတင်ဘလောက်ပဲကျွမ်းကျင်တဲ့သူဖြစ်ပါစေတင်းရဲ့လုပ်ငန်းပေါ်မှာတင်လှုပ်ဆောင်မဲ့အမှုရာပေါ်မှာကြိုတင်ပြင်ဆင်မှုမရှိဘူးဆိုရင်အခက်အခဲအသားစီးတွေရင်ဆိုင်ရမယ်ပြဿနာတွေရင်ဆိုင်ရမယ်နောက်ဆုံးထွက်လာတဲ့ result ကတင်မျောလင့်ထားသလိုဖြစ်မလာတဲ့အရာတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာအထူးသဖြင့်ပြင်ဆင်ခြင်းကအမြဲတမ်းအရေးကြီးပါတယ်နောက်ဆုံးတစ်ခုကတော့ဘုရားသခင်ရဲ့မျက်မှောက်ပြုခြင်းဖြစ်ပါတယ်ဘုရားသခင်ကိုမျက်မှောက်ပြုခြင်းဒါကြောင့်သုတ္တန်ခန်းကြီး3ငယ်6မှာဆိုရင်လည်းတွားလေရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလို့ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့ဘဝအသက်တာမှာဘာပဲလုပ်ဘယ်နေရာမှာပဲတွားကျွန်တော်ထာဝရဘုရားကိုမျက်မှောက်ပြုဖို့အမြဲတမ်းအရေးကြီးပါတယ်အဲ့တော့ကျွန်တော်ဘဝခီးလို့ပြောတဲ့အခါမှာအထူးသဖြင့်ကျွန်တော်တို့ပညာရေးခီးစီးပွားရေးခီးကျွန်တော်ပြည်လုပ်ငန်းဆောင်တာခီးလူမှုရေးစသဖြင့်ကျွန်တော်လှုပ်ဆောင်တဲ့အရာတိုင်းမှာကျွန်တော်ဘုရားရဲ့မျက်မှောက်ကိုဘုရားကိုမျက်မှောက်ပြုဖို့အမြဲတမ်းအရေးကြီးပါတယ်လို့ဒါမှဒါလည်းကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတိုင်းမှာဘုရားသခင်ဒီ
ကောင်းကြီးပေးပြီးတော့ကျွန်တော်လှုပ်ဆောင်တဲ့အရာတိုင်းမှာဘုရားသခင်ရဲ့အကြံထောက်မြောက်စေမှာဖြစ်တယ်ဘုရားသခင်ကောင်းကြီးပေးမှာဖြစ်တယ်ဆိုတာကိုဒီနှုတ်ကပတ်တော်အပြင်အားပေးခြင်းပါတယ်ရောက်စီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ